မင်္ဂလာပါခင်ဗျာ UK channel ကနေကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဒီဗီဒီယိုဖိုင်တင်ပေးတာပေါ့နော်ကျွန်တော်ရဲ့3ရက်မွေးစာရုပ်ပတ်တီဖြစ်တဲ့6ပတ်တီ6ပတ်တီထွက်သွားခဲ့ပေါ့နော်61 69မိန်းကွက်ဆိုပြီးမိန်းကွက်ကိုရပါတယ်ပေါ့နော်696ဆိုပြီးတော့ကျွန်တော်တင်းနာမိနစ်ခင်ပိုင်းမှာထွက်သွားခဲ့ပြီအဲ့ဒါကတော့ကျွန်တော်ရဲ့အဖွဲ့ဝင် free ပတ်တီပဲဖြစ်ပါတယ်ကျွန်တော်ဒါကအဖွဲ့ဝင်ပတ်တီကိုကျွန်တော် free ပေးထားတာဖြစ်ပါတယ်3ရက်မွေးစာရုပ်ပတ်တီနဲ့မိန်းကွက်ကိုလာဖို့အတွက်ကျွန်တော်ဗီဒီယိုဖိုင်တင်ပေးထားတာရှိပါတယ်တောက်ကြနေညနေခင်းတည်းမှာကျွန်တော်တင်ပေးထားတာပေါ့နော်အဲကြောင့်မို့လာရတဲ့မျိုးတွေကတော့3ရက်မွေးစာရုပ်ပတ်တီထွက်သွားခဲ့ပြီအဲကြောင့်မို့လို့ပတ်တီရောမိန်းကွက်ကိုအဆင်ပြေသွားခဲ့တယ်နောက်တစ်ခုကကျွန်တော်ရဲ့တပတ်စာကက်က3လုံးခွေပထမဆုံးစောပြီးထွက်လာခဲ့ပြီ169 3လုံးခွေဘူးမှာကျွန်တော်တို့6ဆိုပြီးထွက်သွားခဲ့တယ်အဲ့ဒီမှာတချို့နားလည်မှုလွဲနေတဲ့တခုက6ထွက်သွားတယ်ပေါ့နော်ကျွန်တော်မွေးထိပ်တီကတိထိတ်6ထိပ်ဗျာတိထိတ်6ထိပ်မှာ6ကအပိတ်ကထွက်သွားတဲ့ကြောင့်မလို့အဲ့မွေးထိပ်တီတိထိတ်6ထိပ်ကဆက်ပြီးတော့ live ဆောမှာဖြစ်ပါတယ်ဒါလေးကိုတချို့ကနားလည်မှုလွဲနေတယ်6ကအပိတ်ထွက်သွားတဲ့ကြောင့်မလို့ဆက်ပြီး live ရမှာမ live ရဘူးဆိုတာကိုစဝေးစွာဖြစ်နေတဲ့အတွက်ကြောင့်မလို့မွေးထိပ်တီတိထိတ်6ထိပ်ဆက်လိုက်ရမယ်နောက်တဲ့ channel တွေရဲ့3.169အခွေဆက်ပြီးတော့ live ရမှာဖြစ်ပါတယ်ကျွန်တော်ပြထားတဲ့အတိုင်းပါပဲကျွန်တော်ရဲ့ဒီအခွေတွေကအများစုအဖြစ်ပုတ်ထူးမကြော်လာတာများတယ်အဲကြောင့်မလို့ပုတ်ထူးမကြော်တင်မှာပဲနည်းနည်းမွေးထိပ်စီတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ပြောတဲ့ဒီအခွေကျန်နေတဲ့၄လုံးခွေ3.169အခွေကပုတ်ထူးမကြော်လာတာများတယ်အဲကြောင့်မလို့ဒီကျန်နေတဲ့3.169အခွေကိုလည်းပုတ်ထူးမကြော်လိုက်ပြီးတော့ဆော့ကြပါပေါ့နော်နည်းနည်းတင်ဆော့ကြည့်ကြပါပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီဗီဒီယိုဖိုင်ထဲမှာအဓိကပြောချင်တာကတော့ကျွန်တော်အခုကျွန်တော်ဗာလဲဒီနေ့လာညနေခင်းကနေစားပြီးတော့အင်္ဂါပေါ်ထူကျန်တာပြင်းနေထီတော့ပေါ့နော်ကျွန်တော်အဲ့အတွက်ကိုကျွန်တော်ပတ်တိတစ်လုံးဆက်ပြီးပေးမယ်ပတ်တိတစ်လုံးလိုချင်ရချင်တဲ့အမျိုးတွေကကျွန်တော်ရဲ့ကျွန်တော်စီမှာဆက်သွယ်ပြီးလောင်းနေကြဖုန်းနံပါတ်တွေဖြစ်တယ် Viber ဖုန်းနံပါတ်21114383ဖုန်းဆက်သွယ်ပြီးလာပြီးယူလို့ရတယ်လို့941 Viber မရှိတဲ့မျိုးတွေက941 9386596ဖုန်းဆက်သွယ်ပြီးတော့လာပြီးတော့ယူလို့ရပါတယ်ဒါကလည်းကျွန်တော်3ရက်မွေးပါတော့ကျွန်တော်တို့တင်းနေတာနေဖယ်မယ်ဆိုလို့ရှိရင်အင်္ဂါပေါ်ထူးကြတာပြီး3ရက်မွေးပတ်တင်းနဲ့မင်းကွက်အတွက်ကိုဗီဒီယိုမဆိုးလာရောက်ပြီးတော့ယူလို့ရပါပြီခင်ဗျာကျွန်တော်အခု6ပတ်တီထွက်သွားပြီးတော့ကျွန်တော်နောက်ပတ်တီလုံးဆက်ပြီးတော့အစားဆက်ပြီးတော့လိုက်ရမှာဖြစ်ပါတယ်ဒါ free ပဲပေးတာဖြစ်ပါတယ်အဲ့တော့လူတွေမျိုးတွေကတော့ကျွန်တော်စီကိုဆက်သွယ်ပြီးတော့ဒီဗီဒီယိုဖောင်ကြည့်ပြီးတဲ့နောက်ပိုင်းမှာလိုက်ဆက်သွယ်ပြီးတော့ယူလို့ရပါတယ်ဆိုတဲ့အကြောင်းကိုလာပြီးပြပြခြင်းဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မနေရသေးတဲ့နေထားပေးကြပါဦးကျွန်တော်ရဲ့ video file လေးကိုလည်းshare ပေးနေတော့ share ပေးပါကျွန်တော်ဘက်ကလည်းကျွန်တော်နေ့ရက်ကလည်းကျွန်တော်6တက်ပတ်တီဆိုကျွန်တော်ပေးထားတာ6ပတ်တီထွက်သွားခဲ့ပြီပေါ့နော်နေ့တိုင်းမှာလည်းပတ်တီနေပြီးဆွနေတယ်ဆိုရင်အစီအပြေသိမ့်မယ်1 chain main quad မထိပေမဲ့1 chain ပတ်တီ break 933 break ဆိုထိသွားတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုမှာအဓိကပြောချင်တာကတော့ပတ်တီလိုချင်တဲ့မျိုးတွေဆက်သွယ်ပြီးလာပြီးယူလို့ရပါဆိုကြအောင် live ပြပြဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်